မင်္ဂလာပါရှင်ဒီနေ့လေးကတော့စပီရူမီသားစုတွေပေါ့နော်စပီရူရဲ့ဒီအဖိုးဖွားတွေနေထိုင်ခဲ့တဲ့ပေါ့နော်တိုက်ကြီးမြို့နယ်ဘက်မှာဒါအလှူလေးလုပ်ဖို့အတွက်သွားနေတာဖြစ်ပါတယ်ရှင်လှူမဲ့နေရာလေးကိုရောက်ပါပြီဒီအလှူလေးကတော့စပီရူရဲ့အမပေါ့နော်မာကြီးဆိုကဥဆောင်ပြီးတော့ဒါလှူဒန်းဖြစ်တဲ့မိသားစုအလှူလေးပါမိသားစုတွေဆွေမျိုးတွေအားလုံးစုပေါင်းပြီးတော့လှူတဲ့အလှူလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်မတန်မှလည်းစိတ်ချနူးရပါတယ်ပြီးတော့စပီရူရဲ့အဖိုးဖွားတွေပေါ့နော်အဖိုးဖွားတွေနေခဲ့တဲ့နေရာလေးမှာစပီရူအဖိုးဖွားတွေလှူဒန်းခဲ့တဲ့အကြောင်းဆောင်လေးကိုပြန်ပြီးတော့ပြုပြင်မွမ်းမံတဲ့အတွက်ကြောင့်မို့လို့ဒါစိတ်ထဲမှာအယမ်းကိုမှပီတိဖြစ်ရပါတယ်ပေါ့နော်မိသားစုတွေအားလုံးရဲ့စုပေါင်းကုသိုလ်အလှူလေးပါရှင်ဒီနေ့အလှူမှာဆိုရင်လည်းအတော်တွေဦးလေးတွေအများကြီးပါပါတယ်ဖေဖေမေမေတို့ရောပြီးတော့အမတွေရောပေါ့နော်ជីជីကတော့နေသိမကောင်းတာနဲ့နေခဲ့တယ်ပြီးတော့မတာကလည်းជីជីကိုစီကံပြရမယ်ဆိုတော့မလိုက်ဖြစ်ဘူးပေါ့နော်မတီကလည်းဒီနေ့အလှူနေ့လေးမှာသူနေသိမကောင်းတာကြောင့်မို့လို့အလှူလေးမှာတော့မလိုက်လာဖြစ်ဘူးပေါ့နော်အောင်မြင်တဲ့သူတို့မှမလုပ်တဲ့ချက်ပါ။အဲကြောင့်မဟုတ်တဲ့အကြောင်းလည်းရမယ်ပြုလို့ပါ။ညညအကျိုးပေးရမယ်။နည်းနည်းပဲအကျိုးပေးတယ်။နည်းနည်းရမယ်ဟာဥပမာပဲရဖြစ်သွားတယ်။အဲကြောင့်အလုပ်လုပ်တဲ့နေရာမှာစိတ်ကလေးအာရုံပြုပေးတယ်။အခုကကာယေနဝစီယမနောရတယတိရှိပါယန္တုယောငါပါဝိရတိမတရားဘုရားနိဗ္ဗာန်ချမ်းသာရတော်မြတ်ကိုရပါလို့ရှင်မြတ်။တပိတကာကနာပေါင်းတော်ကောင်းတို့တွေယနေ့မှာစာရွေးအာမဝဇ္ဇရကုသိုလ်ကစေတနာပေါင်းစုမြတ်ကောင်းမှုတို့ကြောင့်မိမိတို့ဒီအနိဋ္ဌဘိဗေယယမကတေေနတာပိသတိကံသမယသာမိလောကငတ္တဝါသီလံဒေထာမေပတိဒုတိယံရှိဘဝယခုဘဝကောသကြသောမိခင်ပါခင်ဆရာသခင်နှင့်ဆွေမျိုးညာတိမိတ်တင်္ဂါတို့အားဘုရားတပည့်တော်ပြည့်တော်မှာတို့ဤကဲအားလုံးပဲကိုယ်စိတ်တရားကြံ့ချမ်းသာကြတဲ့မိသားစုတွေဖြစ်နိုင်ကြပါစေအလှူတွဲရေးဆက်ချတရားနာပါတယ်ပြီးတော့ဖုံဖုံတို့ကိုတန်ဃာတော်များကိုဆိုပြီးတော့စွန်းစက်ကလှူဒန်းပါတယ်ပြီးတော့လာရောက်ကြတယ်ပေါ့နော်အပရိသတ်များအတွက်ကိုလည်းဆိုပြီးတော့နေ့လေစာပေါ့နော်နေ့လေစာလေးလှူဒန်းပါတယ်ရှင်ဒါကတော့စာရင်းတွေရဲ့အမေပါဒါကတော့သူတို့ရဲ့မောင်ဦးလေးအငယ်ဆုံးမိရဲ့မောင်ငယ်ဆုံးမိကတော့နေသိမကောင်းဘူးမလိုက်လာဘူးဒီကတော့လိုက်လာဒါကစာရင်းတွေရဲ့အမေဒါစာရင်းတွေရဲ့အမေပါပြီးတော့မာကြီးကဆိုပြရူမိသားစုတွေပြန်လဲပြီးတော့ပြုပြင်မွမ်းမံပြီးလှူထားရတယ်ပေါ့နော်။ចောင်းဆောင်နေရာလေးကိုလည်းလိုက်ပြပါတယ်။ဒါတော့ဆိုပြီးတော့အဖိုးဖွားတွေပေါ့နော်။အဖိုးဖွားတွေတဲကအဖိုးဖွားတွေလက်ထက်တဲကလှူဒန်းထားတဲ့ចောင်းဆောင်လေးကိုဆိုပြီးတော့မိသားစုတွေသားသမီးမြေးမြစ်တွေကပြန်လဲပြီးတော့ပြုပြင်တာပေါ့နော်။ဆိုပဲဒီမောင်မယ်ဦးအောင်တက်တာဒီမောင်ညာတဲ့